ပြည်သူတွေကဘာကြောင့်မလို့ခုဖောင်းကိုမစွန့်လွတ်နိုင်ကြတာလဲပြီးတော့ခုဖောင်းရဲ့ဩဇာအာဏာလွှမ်းမိုးမှုကရောဘယ်လောက်ထိကြီးမားလဲပြီးတော့ဒီဝန်ထမ်းတွေပေါ်မှာဘယ်လိုမျိုးကင်တွေဥဆောင်နေလဲဝန်ထမ်းတွေရဲ့အခက်ခဲပြင်ပန်းမှုကရောဘာတွေလဲဆိုတဲ့ဟာကိုဒီနေ့ပြောပြပေးပါမယ်နံပါတ်1တစ်ချက်လူတွေကခုဖောင်းကိုမစွန့်လွတ်နိုင်တဲ့အကြောင်းပြချက်တစ်ခုကတော့ဝန်ဆောင်မှုအရန်ကောင်းလို့ပဲဖြစ်ပါတယ်မာယူထားတဲ့ပစ္စည်းတွေကိုပြည်သူလူထုထံအမြန်ဆုံးပေးပို့နိုင်လို့ပဲဖြစ်ပါတယ်အဲ့လိုမျိုးအမြန်ဆုံးပို့ဆောင်ဖို့အတွက်ဝန်ထမ်းတွေဘက်ကနေပြီးမှဘလောက်ထိကြိုးကြိုးစားစားနဲ့အမြန်ဆုံးပို့ဆောင်ရတယ်ဆိုတော့နောက်ခံအကြောင်းအရာတွေလည်းရှိနေသေးပါတယ်ဒါကြောင့်မို့လို့ပြည်သူလူထုတွေကခုဖောင်းမရှိမဖြစ်ဘူးလို့ဖြစ်နေကြရလောက်အောင်ခုဖောင်းရဲ့ဩဇာအာဏာလွှမ်းမိုးမှုကအဲ့လောက်ထိကြီးမားခဲ့တာပေါ့နော်ဒါကြောင့်နံပါတ်2တစ်ချက်ဖြစ်မှာနံပါတ်3တစ်ချက်ကတော့ခုဖောင်းကဝန်ထမ်းတွေကိုဘယ်လိုမျိုးချုပ်ကင်ချယ်လေထားတယ်ဆိုတော့အချက်ပဲဖြစ်ပါတယ်ခုဖောင်းမှာအလုပ်လုပ်တဲ့သူတွေကကော်မရှင်စနစ်နဲ့အလုပ်လုပ်ရတာဖြစ်ပါတယ်တကယ်လို့လုပ်သားတွေကပို့ဆောင်တဲ့နှုံးသားမြန်ရင်မြန်တလောက်အမှတ်ထားတဲ့ကော်မရှင်ကိုရမှာဖြစ်ပြီးတော့ဒီအဲ့ဒီနှုံးထက်60%ကျဆုံးမယ်ဆိုလို့ရှိရင်အနေပြန်သူတို့ရမယ်ဒီကော်မရှင်ခတ်သက်ပြန်ပြီးမှကျဆင်းသွားတယ်သူတို့နှုံးမြင့်နိုင်တယ်လို့ပေါ့နော်သူတို့ရဲ့ကော်မရှင်ခါရပြီးတော့တကယ်လို့အဲ့ဒီနှုံးထက်ရော့နေမယ်ဆိုလို့ရှိရင်သူတို့ရဲ့ကော်မရှင်ခတဲ့ကနေပြီးမှနှုတ်ယူသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့ကအသေးအတန်အဲ့ဒါကိုပေါ့နော်သူတို့ရဲ့ကော်မရှင်ခမရော့တော့အသေးအတန်အဲ့လိုမျိုးပြင်ပန်းနဲ့ပြေးလွှားနေကြရတာပေါ့နော်အစိုးကတော့ဒီ Rocket Fresh ပေါ့နော်နေပူမိုးရမရှောင်ပို့ပေးရတယ်ဒီမှာဗီဒီယိုပြထားပေးပဲပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အမျိုးသားလဲကျသွားတော့မှသူကကြီးမဲ့အချိန်မရအောင်အဲ့လောက်ထိတောင်ပျက်စီးတွေကအရန်ဟိုမှာများလို့နာပေါ့နော်ဒါကြောင့်အဲ့လိုမျိုးလုပ်ရတော့လူတွေကမခံနိုင်ကြဘူးပေါ့နော်အဲ့တော့ခုဖောင်းကြောင့်အခုတိတ်ဆုံးသွားတဲ့လူဆိုတယောက်မကဘူးပေါ့နော်အများကြီးရှိတယ်အဲ့ဒါကြောင့်အခုဆိုရင်ကိုရီးယားလူမျိုးတွေကဒီခုဖောင်းရဲ့နောက်ဆက်တွဲမှာတေးချင်းတရားရှိတယ်ဆိုပြီးမှပေါ့နော်အဲ့လိုမျိုးခေါ်နေကြတာပေါ့နော်ပြီးရှင်နောက်ထပ်ဆိုးတာကဘာလဲဆိုတော့ခုဖောင်းမှာကဒီတခြားကုမ္ပဏီနဲ့မတူဘူးတခြားကုမ္ပဏီမှာဆိုလို့ရှိရင်ဒီဖြားနာတာတို့ပေါ့နော်သူတို့ရဲ့ဒီအလုတ်လုံခြုံရေးနဲ့ဒီကျန်းမာရေးအတွက်အဲ့လိုမျိုးအာမခံကြေးတွေရှိပေမဲ့လည်းခုဖောင်းမှာကျတော့အဲ့လိုမျိုးမရှိဘူးပေါ့နော်လူတယောက်ဆုံးပြီဆိုလို့ရှိရင်အမြဲတမ်းခုဖောင်းဘက်ကနေပြီးမှငါတို့ရဲ့တာဝန်မဟုတ်ဘူးငါတို့အကြောင်းမဟုတ်ဘူးပေါ့နော်သူ့ရဲ့ပေါ်ဆောင်မှုကြောင့်ဆုံးနေဆိုပြီးမှအမြဲတမ်းအဲ့လိုမျိုးစင်ကျင်ပေးခဲ့တာပေါ့နော်ဒါပေမဲ့ဒီတစ်ခါကျတော့အခုနကကျမဟိုတလောတင်ခဲ့တဲ့ဗီဒီယိုထဲကကောင်မလေးကလုံးဝအရှော့မပေးဘဲနဲ့ဒီတရားရုံးထိတက်ပြောတဲ့အချိန်မှာပဲဒီခုဖောင်းဘက်ကနေပြီးမှတောင်းပန်တဲ့စကားပြောလာတာဖြစ်တာပေါ့ခုဖောင်းကအဲ့လိုမျိုးလုတ်သားတွေကိုပဲအဲ့လိုမျိုးချုပ်ကင်နိုင်စွမ်းရှိတာမဟုတ်ဘဲနဲ့ဒီသူနဲ့အတူတူအတွဲလုပ်တဲ့ကုမ္ပဏီအသေးလေးကိုပါသူကလုံးဝချုပ်ကင်နိုင်စွမ်းရှိရပေါ့နော်ဒီသတင်းတစ်ခုမှတက်လာတာကဒီသူနဲ့အတူတွဲလုပ်တဲ့ကုမ္ပဏီအသေးလေးရဲ့ဒီဥက္ကဋ္ဌလုံးဝမျက်နှာသာမဖော်ရဲဘဲနဲ့ပေါ့နော်ကျွန်တော်တို့ကဒီမှာရှိတဲ့လူကြီးတွေတဲ့ဒီခုဖောက်ကိုပို့ပြီးမှကြောက်ပါတယ်ဆိုပြီးမှအဲ့လိုမျိုးပြောရလောက်တဲ့ထိအောင်ခုဖောက်ကချဲလေချုပ်ကင်ထားတာပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲခုဖောင်းအကြောင်းသိရင်သိတဲ့လောက်ပေါ့နော်ဒီခုဖောင်းကဝန်ထမ်းတွေမကဒီကုမ္ပဏီအသေးလေးကိုပါဘယ်လောက်ထိချုပ်ကင်ထားတယ်ချုပ်ကင်ပြီးမှလွမ်းမိုးထားတယ်ဆိုတဲ့အရာပေါ့နော်အားလုံးလည်းသိလောက်ပြီထင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်အညာ